မင်္ဂလာပါရှင်ထူးခြားဖြစ်စဉ်တွေနဲ့စိတ်ဝင်စားချက်အကြောင်းအရာတွေကိုတင်ဆက်ပေးထားတော့မယ်ကျမတို့ရဲ့ weekly news series ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ခါမှာဆိုရင်ဘလို့စိတ်ဝင်စားချက်အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်မလဲဆိုတာအခုပဲတူတူကြည့်ရှုလိုက်ရအောင်နော်မင်္ဂလာပါပရိသတ်ကြီးဒီနေ့မှာတော့ကမ္ဘာနီးပညာလောကရဲ့ဖခင်ကြီးတူဖြစ်တဲ့ Apple တီထောင်သူ Steve Jobs ရဲ့အကြောင်းကိုပြောပြပေးချင်ပါတယ်ပရိသတ်ကြီးလည်းသိတဲ့အတိုင်း Steve Jobs ဆိုတာပါရမီရှင်တယောက်ဖြစ်တယ်လို့စီကံကြီးရဲ့ဒေါသကြီးရဲ့လို့နာမည်ကြီးရဲ့သူလေအထူးသဖြင့်သူကအချိန်ကိုအရန်တန်မိုးထားတဲ့သူပါဘသူ့ကိုမှစောင့်ရတာမကြိုက်ဘူးအစည်းအဝေးတွေမှာဆိုရင်လည်းနောက်ကျတဲ့သူကိုမစောင့်မဲစောင့်လိုက်တာမျိုးပေါ့ဒါပေမဲ့ဒီနေ့ပြောပြမယ့်ဇလန်းလေးကတော့သူ့ရဲ့ပုံမှန်စရိုက်နဲ့တခြားစီပါပဲသူ့ရဲ့အတွင်းရင်းမှုအလုံးနောက်ကျတာကိုစူပူကျင်းပေါက်မဲ့အစားတန်မိုးကြီးဂျာကွာကားတစ်စီးကိုလက်ဆောင်ပေးလိုက်တဲ့ဖြစ်ရလေးပဲဖြစ်ပါတယ်။ဘာလို့သူဒီလိုလုပ်ခဲ့ရလဲ။ဒီနောက်ွယ်မှာဘလို့စီးပွားရေးအတွေးခေါ်တွေရှိနေလဲဆိုတာဆက်ပြီးနားထောင်ကြည့်လိုက်ရအောင်နော်။ဒီအကြောင်းကို Apple ကုမ္ပဏီမှာ1981ကနေ86အထိ Quality Director အဖြစ်လုပ်ခဲ့တဲ့ Ron Giban ကပြန်လည်ဖောက်တင်ချခဲ့တာပါ။တာမန်အားဖြင့် Steve Jobs ဟာ waiting game လို့ခေါ်တဲ့စောင့်ဆိုင်းရတာကိုမုန်းနေသူပါသူ့လောက်ခွင်မှာအချိန်မှန်ရေးမူဝါဒကအရန်တင်းကျပ်ပါတယ်ဒါပေမဲ့တနေ့မှာတော့သူ့ရဲ့အတွင်းရေးမှုအမျိုးသမီးကရုံးကိုနောက်ကျပြီးရောက်လာခဲ့ပါတယ်ဒီအမျိုးသမီးကစင်ငယ်မသားတူပါကလေးတစ်ဖက်နဲ့ရုံးကန်နေရတဲ့သူပေါ့အဲ့ဒီမနက်မှာသူ့အလုံးနောက်ကျရတဲ့အကြောင်းရင်းကသူ့ကားဆက်နှိုးလို့မရလို့ပါတဲ့ကားအိုကားဟောင်းလေးဆိုတော့ကြီးကြတာပေါ့ကိုတထေးက stage job လိုလူမျိုးကိုကအလုံးနောက်ကျနေပြီအကြောင်းရင်းကလည်းကားပြက်လို့ဆိုတော့တော်တော်လေးကိုနေရခတ်ပြီးကြောက်စရာကောင်းတဲ့အခြေအနေပေါ့အလုပ်ဖြုတ်ခံရမလားအဆူခံရမလားဆိုပြီးရင်တမမဖြစ်နေမှတေချာပါပဲဒါပေမဲ့ Steve Jobs ရဲ့တုတ်ပြန်မှုကတော့အားလုံးထင်တာနဲ့လွဲနေခဲ့ပါတယ် Ron Giban ပြောကြားချက်အရတော့ Steve Jobs ဟာအတွင်းရင်းမှုကိုစုပူတာအလုပ်ဖြုတ်တာမျိုးလုံးဝမလုပ်ခဲ့ပါဘူးအဲ့ဒီအစားဘာလို့နောက်ကျတာလဲဆိုပြီးအေးစစ်စစ်ပဲမေးပါတယ်တွင်းရင်မှုကလည်းကားဆက်နှိုးလို့မရလို့ပါဆိုပြီးတော့အမှန်တိုင်းဝန်ခံရှင်းပြတာပေါ့စတေဂျော့ကအဲ့ဒီပြဿနာကိုတေချာနားထောင်နေနားလေကြောင်းပြသခဲ့တယ်အဲ့ဒီနောက်မှာဘာဆက်ဖြစ်လဲဆိုတော့နောက်တည့်ရက်မိုးလဲပိုင်းလောက်မှာစတေဂျော့ကသူ့အတွင်းရင်မှုစီကိုရှောက်လာတယ်ပြီးတော့သူ့လက်ထဲကိုကားတော့တစ်ချောင်းထည့်ပေးလိုက်ပါတယ်အဲ့ဒါကတော့ရိုးရိုးကားတော့မဟုတ်ပါဘူးတန်မိုးကြီးဂျာကွာကားအသစ်ဆက်ဆက်တစ်စီးရဲ့ကားတော်ပါပြီးတော့သူပြောလိုက်တဲ့စကားတစ်ခွန်းကတကယ်ကိုမှတ်သားစရာပါပဲဒါကိုယူလိုက်ဒါဆိုရင်မင်းနောက်ကိုဘယ်တော့မှအလုံးနောက်ကျမှာမဟုတ်တော့ဘူးလို့ပြောလိုက်ပါတယ်ဒီနေရာမှာသတိထားရမှာက Steve Jobs ဟာသဘောကောင်းလို့တက်တဲဝါလုံးလို့တက်ဒီကားကိုပေးလိုက်တာမျိုးမဟုတ်ပါဘူးဒါဟာခေါင်းဆောင်တယောက်ရဲ့ problem solving လို့ခေါ်တဲ့ပြဿနာဖြေရှင်းမှုတစ်မျိုးပါပဲသူ့အတွေးကတော့ရှင်းရှင်းလေးပါငါအတွေးရင်းမှုအလုံးနောက်ကျရတဲ့အကြောင်းရင်းကကားပြက်လို့သူကားပြက်နေသမျှကာလပတ်လုံးအလုံးနောက်ကျနေအောင်ပဲဒါဆိုရင်ဒီပြဿနာရဲ့အရင်းအမြစ် roof case ကိုဖြည့်ရှင်းပေးလိုက်မယ်ဆိုတဲ့သဘောပါပဲသူ့အတွင်းရင်းမှုကိုအလုံးအချိန်မီရောက်စေခြင်းနဲ့သူ့လုပ်ငန်းခွင်စွမ်းဆောင်ရည်ကိုမကျစေခြင်းဘူးဒါကြောင့်ကားကောင်းကောင်းတစ်စီးပေးလိုက်ခြင်းအပြင်အလုံးနောက်ကျခြင်းဆိုတဲ့ပြဿနာကိုအမြင့်ပြတ်ရှင်းလိုက်တာပါပဲဒီဖြစ်ရလေးကနေဘာတွေသင်ခန်းစာယူလို့ရမလဲနံပါတ်1ကတော့နားထောင်ခြင်းမှာ Steve Jobs ဟာချက်ချင်းဒေါသထွက်ပြီးအေးအေးယူရမယ့်အစားဘာလို့နောက်ကျလဲဆိုတဲ့အကြောင်းရင်းကိုအရင်နားထောင်ခဲ့တယ်ဒါဟာခေါင်းဆောင်တယောက်မှာရှိရမယ့်အရေးချင်းပါပဲနံပါတ်2ကတော့တီထွင်ဆန်းသက်သောဖြစ်ရှင်းကြီးပါသူကစီကံအတိုင်းအပြစ်ပေးရမျိုးမလုပ်ပဲလက်တွေ့ကြကြဘယ်လိုဖြစ်ရှင်းရမလဲဆိုတာကိုစဉ်းစားခဲ့ပါတယ်ဒီနေရာမှာတခုသတိထားရမှာက Steve Jobs ကဝန်ထမ်းတိုင်းကိုကားလိုက်ဝယ်ပေးနေတာမျိုးတော့မဟုတ်ပါဘူးနော်ဒီအတွင်းရင်းမှုကကုမ္ပဏီအတွက်မရှိမဖြစ်အရေးချင်းရှိသူမို့လို့သူ့ကိုထိန်းသိမ်းတဲ့အနေနဲ့လှုပ်ဆောင်ခဲ့တာလို့သုံးသပ်လို့ရပါတယ်နံပါတ်3ကတော့တိကျရှင်းလင်းတဲ့လိုလားချက်ပါကားပေးလိုက်တော့ကသူပြောတဲ့စကားဒါဆိုရင်မင်းဘယ်တော့မှအလုံးနောက်ကျမှာမဟုတ်တော့ဘူးဆိုတဲ့ဒီစကားဟာရမ်းကိုလေးနက်ပါတယ်ငါမင်းလိုအပ်တာကိုဖြည့်ဆည်းပေးလိုက်ပြီးမင်းဘက်ကလည်းတာဝန်ကျေးရမယ်နောက်ကျလို့တော့မရဘူးဆိုပြီးတာဝန်ယူမှုတာဝန်ခံမှုကိုပါတခါတည်းထည့်ပေးလိုက်တာဖြစ်ပါတယ်ကဲပရိသတ်ကြီး Steve Jobs ရဲ့ဂျာကွာကားလက်ဆောင်ဇာတ်လမ်းလေးကတော့ခေါင်းဆောင်မှုပညာနဲ့ပတ်သက်ပြီးစဉ်းစားစရာတွေအများကြီးပေးသွားခဲ့ပါပြီပရိသတ်ကြီးရဲ့တထေးကရောအလုံးနောက်ကျရင်ဘယ်လိုလုပ်လိမ့်ရှိလဲ Steve Jobs လို့ကားဝယ်ပေးမလားဒါမှမဟုတ်စာအိတ်ပဲပေးမလားဆိုတာကို
comment မှာပြောပြပေးခဲ့ပါအောင်နော်အခုလိုမျိုးစိတ်ရှည်လက်ရှည်နဲ့ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဟုတ်ကဲ့ပါစူးစီးထားတဲ့နောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေလည်းရှိပါသေးတယ်ရှင်ဒီနေ့မှာတော့လူလောကကြီးမှာထူးဆန်းနေဆိုတဲ့စကားလုံးနဲ့တောင်မလုံလောက်တဲ့လူတယောက်အကြောင်းကိုပြောပြပေးခြင်းပါတယ်လူငယ်တွေလူလက်ပိုင်းတွေအလုပ်ကြိုးစားကြတယ်ပတ်စံစုကြတယ်ဆိုတာဘာအတွက်လဲအဓိကကတော့နေစရာအိမ်ကောင်းကောင်းလေးတစ်လုံးကိုပိုင်ဆိုင်ကြလို့ပဲမဟုတ်လားတိုက်ခန်းကျချင်းလေးကနေတိုက်ခန်းကျတိုက်ခန်းကျကနေလုံးချင်းအိမ်ကနေတိုက်တာကြီးပိုင်ဆိုင်ကြတာလူတဘာဝပဲလေဒါပေမဲ့ဒီနေ့ပြောပြမယ့်တရုတ်နိုင်ငံက programmer တယောက်ကတော့လူတွေနဲ့ပြောင်းပြန်ပါပဲသူ့မှာကိုပိုင်အိမ်လေးထပ်တိုက်ကြီးရှိပါလေရဲ့နဲ့အဲ့ဒီတိုက်မှာမနေပဲကျင်းကျက်နေတဲ့ကားလေးတစ်ကြီးထဲမှာနေထိုင်လာတာဟာ၄နှစ်တောင်ရှိပါပြီသူကဆင်းရဲလို့ဒီလိုနေတာလားဆိုတော့လည်းမဟုတ်ပြန်ပါဘူးဒါဆိုဘာလို့တူတီလိုဘဝမျိုးကိုရွေးချယ်ခဲ့ရလဲဒီအကြောင်းကိုတရုတ်ပြည်မကြီးကလူမှုကွန်ရက်တွေမှာဟိုးလေးတကြောပြောဆိုနေကြပါတယ်ကဲဘာတွေဖြစ်မလဲဆိုတာကိုစက်ပြီးနားထောင်ကြည့်လိုက်ရအောင်နော်ဒီဇလန်ရဲ့ဇက်လိုက်ကတော့အသက်42နှစ်အရွယ်ကျန်းယွန်းလိုင်းလို့ခေါ်တဲ့အမျိုးသားတစ်ယောက်ပါသူကတရုတ်ပြည်တောင်ပိုင်းကွမ်တုံပြည်နယ်ရန်ချမ်းမြို့ဇာတိမှာနေထိုင်တာပါလက်ရှိမှာတော့ဤပညာမျိုးတော်လို့တင်စားရတဲ့ရှန်ကျန်းမြို့ကြီးမှာအလုပ်လုပ်ကင်နေတာ6နှစ်လောက်ရှိပါပြီအစတုန်းကတော့သူလဲတာမန်ရုံးဝန်ထမ်းတစ်ယောက်လိုပဲနေထိုင်ခဲ့ပါတယ်ရှန်ကျန်းမြို့မှာအိမ်လကတစ်လကိုယွမ်2500ဒေါ်လာနဲ့တွက်ရင်340လောက်ပေးပြီးတိုက်ခန်းငှားနေခဲ့တာပါရုံးသွားလိုက်အိမ်ပြန်လိုက်နဲ့ပုံမှန်လဲပတ်နေတာပေါ့ဒါပေမဲ့တစ်နေ့မှာတော့သူပန်းချက်တစ်ခုထဲမှာပျော်ပွဲစားထွက်ရင်းနဲ့စကန်းချနေထိုင်ကြည့်တဲ့အခါမှာအတွေးတစ်ခုဝင်ရောက်လာပါတယ်။ငါဘာလို့တဘာဝနဲ့နီးနီးကပ်ကပ်မနေတာလဲဆိုပြီးပေါ့။အဲ့ဒီအချိန်ကစပြီးသူ့ဘဝနေထိုင်မှု lifestyle ကိုလုံးဝပြောင်းလဲပစ်ဖို့စိတ်ကူးမိသွားပါတော့တယ်။အဲ့ဒါကတော့လွန်ခဲ့တဲ့၄နှစ်ခန့်ကစတင်ခဲ့တာပါ။သူ့ရဲ့စိတ်ကူးကိုအကောင့်ထဲဖော်ဖို့အတွက်သူကလျှက်စစ်ကား EV တစ်စီးကိုဝယ်ယူလိုက်ပါတယ်။ဘာလို့ EV ကားကိုရွေးချယ်လိုက်တာလဲဆိုတော့လျှက်စစ်ကားတွေကစက်နိုးစရာမလိုပဲဘက်ထရီနဲ့လေအေးပေးဆက်အဲကွန်ဖွင့်ထားလို့ရတယ်လေ။ကမ်မင်းမုတ်တွေလည်းပါတော့ကားရဲ့အိတ်ဖို့အဆင်ပြေဆုံးပေါ့။သူကကားရဲ့နောက်ခုံကိုခောက်လိုက်တယ်ပြီးတော့အဲ့ဒီအကျယ်ဝန်းမှာလူတယောက်စာကောင်းကောင်းအိတ်လို့ရတဲ့မွေရတစ်ခုကိုထည့်လိုက်တယ်။အဲ့ဒီကစပြီးရုံဖွင့်ရက်တွေဆိုရင်တိုက်ခန်းမှာမနေတော့ပဲကားထဲမှာစပြီးအိတ်ဆက်ပါတော့တယ်။ကျန်းယွန်းလိုင်ကိုယ်တိုင်ကကားထဲမှာအဲကွန်လေးဖွင့်မွေရလေးနဲ့အိတ်ရတာတကယ်ကိုတတောင့်တတရှိရဲ့လို့ပြောပါတယ်။ပြိတ္တကြီးစိတ်ထဲမှာမေးခွန်းထုတ်ချင်စရာတွေပေါ်နေပြီမှလား။နေတာတော့ဟုတ်ပါပြီ။ရေပမာချိုးလေအိမ်နာကရောထမင်းကရောဆိုပြီးတော့ပေါ့သူ့မှာအစီအစဉ်တွေအကုန်ရှိပြီးသားပါ။သူ့ရဲ့နေ့စဉ်ဖြတ်တန်းပုံကဒီလိုပါ။စားတော့ကတော့သူ့ကမ္ပဏီမှာရှိတဲ့ကော်ဖီဆိုင်မှာပဲစားတောက်လေးရှိပါတယ်။ရေချိုးတန့်စင်မှုအတွက်ကြတော့အားကစားလက်ကျင်ခန်းမှာဂျင်းတစ်ခုမှာမန်ဝင်ထားပြီးတော့အဲ့ဒီမှာပဲရေချိုးပါတယ်။ရေချိုးပြီးရင်သူ့ကားကိုအာသွင်းဆက်တစ်ခုခုမှာတွားပြီးအာသွင်းနေအားလုံးပြီးလို့ညရောက်ပြီဆိုရင်ပန်းချံတစ်ခုခုထဲကအိတ်စိတ်တဲ့နေရာလေးတစ်ခုကိုရွေးကားနောက်ခုံကိုခောက်မွေရခင်းပြီးအေးလူအိတ်ဆက်လိုက်တာပါပဲ။အိမ်သာကိစ္စအတွက်ဆိုရင်တော့ကားရက်ထားတဲ့ပန်းချံမှာပဲတဲငါးပွင့်အဆင့်ရှိတဲ့အများဆုံးတန့်စင်ခန်းတွေရှိတယ်လို့ပြောပါတယ်။အဝတ်လျှော်ဖို့အတွက်ကြတော့ရုံးပိတ်ရက်တွေမှာအဝတ်လျှော်ဆိုင်တွေကိုပို့လိုက်တယ်ဆိုပါတယ်ပြောရရင်တော့အိမ်တစ်လုံးမှာလုပ်ရမယ့်ကိစ္စတွေကိုအပြင်မှာပဲအပိုင်းလိုက်ခွဲပြီးဖြည့်ရှင်းသွားတာပေါ့ဒီလိုနေတော့ဘာထူးခြားလဲဆိုတော့ကုန်ကျစရိတ်တော်တက်တာသွားပါတယ်သူပြောကြားချက်အရနေ့စဉ်ကုန်ကျစရိတ်ကကျွမ်း$114ဝန်းကျင်ပဲရှိတော့တယ်အဲ့ဒီအထဲမှာမှစားတောက်စရိတ်တွေရောအားတင်းကတွေရောအကုန်ပါပြီးသားပါကားပါကင်ကြီးကလည်းညဘက်ဆိုတညလုံးမှ6 yuan ပဲပေးရတယ်ရုံးမှာရက်ရင်တော့တစ်ရက်ကိုyuan 20လောက်ကျတာကိုဒီလိုကားပေါ်မှာ3နှစ်လောက်နေထိုင်လိုက်တဲ့အချိန်မှာတိုက်ခန်းငါးကဈေးတွေမရှိတော့လို့ယွမ်3သိန်းဒေါ်လာနဲ့ဆိုရင်$14,000လောက်စုမိသွားတယ်လို့ဆိုပါတယ်။ဒါပေမဲ့ပြည်သက်ကြီးအဓိက highlight ကအခုမှလာမှာပါ။သူကပတ်စံမရှိလို့စင်းရဲလို့ကက်စီးနေခြင်းလို့ဒီလိုနေရာမျိုးလုံးဝမဟုတ်ပါဘူး။သူ့ရဲ့ဇာတိမျိုးမှာစတူယန်မီတာ400ပေ4,000ကျော်ကျယ်ဝန်းတဲ့လေးထပ်တိုက်ကြီးတစ်လုံးပိုင်ဆိုင်ထားတဲ့တထေးတစ်ယောက်ပါပဲ။ရှန်ကျန်းကိုမပြောင်းလာခင်ကတည်းကအိမ်ကနေ remote work လုပ်ရင်တစ်လကိုယွမ်1000ချီဝင်ငွေရှိတဲ့ programmer တစ်ယောက်ပါ။သူကဘာပြောလဲဆိုတော့ကျွန်တော်မှာငွေကြေးအခက်အခဲမရှိပါဘူး။တယောက်ကကျွန်တော်ကိုအိမ်တစ်လုံးမှာအလကားလာနေပါလို့ခေါ်ရင်တော့ကျွန်တော်မနေပါဘူး။ပန်းချန်တွေကတဘာဝအငွေအသက်ကတိုက်ခန်းချင်းလေးထဲမှာနေရတာထက်ပိုကောင်းတယ်။ပိုပြီးလွတ်လပ်ပါတယ်တဲ့။တကယ်ကိုစမ်းကြဲတဲ့လူပါပဲ။လူတွေကအိမ်လိုချင်လို့ရုန်းကန်နေရချိန်မှာသူကတော့ရှိပြီးသားအိမ်ကိုစွန့်ပြီးကားထဲမှာနေရတာကိုပျော်မွေ့နေသူပါပြိသက်ကြီးရောကို့မှာလေးထက်တိုက်ရှိရင်ဒီလိုတိုက်ကြီးကိုပစ်ထားပြီးကားထဲမှာသွားအိမ်မလားသူ့ရဲ့ lifestyle အပေါ်ဘယ်လိုမြင်လဲဆိုတာ comment မှာပြောပေးကြပါဦးနော်အခုလိုကြည့်ရှုပေးခဲ့ကြတဲ့ပြိသက်ဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ဟုတ်ကဲ့ပါစူးစီးထားတဲ့နောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေလည်းရှိပါသေးတယ်ရှင်ညီမတို့တွေပြိုင်ကားတွေအကြောင်းပြောကြမယ်ဆိုရင်ခေါင်းထဲမှာပထမဆုံးပြေးမြင်မိတာက Bugatti တို့ Ferrari တို့ Porsche တို့လိုမျိုးနာမည်ကြီးကားတွေပါပဲပြိသက်ကြီးလည်းသတိထားမိမှာပါကိုရီးယားထုတ်ကားတွေ
တွေကဇိမ်ခံကားတွေမိသားစု3ကားတွေမှာနာမည်ကြီးပေမဲ့ကမ္ဘာအမြန်ဆုံးပြိုင်ကားစင်းတွေထဲမှာတော့ထိတ်တန်းကနေပါဝင်လိမ့်မရှိပါဘူး။ဒါပေမဲ့မကြာသေးခင်ကတောင်ကိုရီးယားမှာလူတွေပါဇက်အဟောင်းသားဖြစ်သွားစေမဲ့ထူးခြားတဲ့ပြိုင်ကားတစ်စီးလမ်းပေါ်ထွက်လာပါတယ်။အဲ့ဒီရှားပါးပြိုင်ကားကြီးရဲ့နာမည်က Epic GT1 လို့ခေါ်ပါတယ်။သူ့ကိုထုတ်လုပ်ထားတာကတော့လူသိနေတဲ့တောင်ကိုရီးယားကားကုမ္ပဏီတစ်ခုဖြစ်တဲ့ဒီမကရောကနေပြီးတော့ထုတ်လုပ်ထားခဲ့တာပါတကယ်တော့ဒီကားကိုထုတ်လုပ်မယ်လို့ပထမဆုံးစတင်ကြေညာခဲ့တာလွန်ခဲ့တဲ့73နှစ်ကျော်ကလေးကပါဒါပေမဲ့ကားနဲ့ပတ်သက်တဲ့အသေးစိတ်အချက်လက်တွေကိုဘာမှချမပြခဲ့တော့လူအများစုကဒါဟာစိတ်ကူးရင်တက်ပဲတကယ်ထုတ်မှာမဟုတ်ဘူးလို့ထင်ခဲ့ကြတာပါဒါပေမဲ့2012ခုနှစ်မှာနာမည်ကြီး NBC ရုပ်သံလိုင်းကအစီအစဉ်တင်ဆက်တဲ့သူ American လူရှင်တော် Jay Leno ကသူ့ရဲ့ရုပ်သံစီစဉ်မှာဒီကားကိုကိုယ်တိုင်မောင်းပြလိုက်တော့မှကားအကြောင်းသတင်းတွေပြန်လဲဟိုးလေးတကြောဖြစ်လာခဲ့တာပါရှင်ဒီ Epic GT1 ကားကိုထုတ်လုပ်တဲ့နေရာမှာရိုးရိုးတန်းတန်းလုပ်ထားတာမဟုတ်ဘူးနော်ကားကံမီအမျိုးမျိုး system ထုတ်လုပ်သူတွေနဲ့ပူးပေါင်းခဲ့တဲ့အပြင်ပို့တို့ပေါ်ရှေးတို့လိုကမ္ဘာအထင်ကြီးကကားထုတ်လုပ်တဲ့သူတွေစီကနေပြီးတော့ဒီဇိုင်းအကူအညီတွေရယူခဲ့တာပါဥရောပအိုးစူကားတွေဖြစ်တဲ့လီမန်ပြိုင်ကားတွေကိုဂါရဝပြုတဲ့အနေနဲ့ရီဇူးပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်အလူမီနီယံနဲ့ကာဗွန်ဖိုင်ဘာဟိုက်ဘရိတ်ကိုတွေကိုအခြေခံထားပြီးအပြင်ကိုယ်တွေတစ်ခုလုံးကို handmade အလူမီနီယံနဲ့တိစောက်ထားတာပါဒါအပြင် F1 ပြိုင်ကားတွေစီကနေဆင်းသက်လာတဲ့ suspension နည်းပညာတွေကားအားအရန်ကောင်းတဲ့ 5.4 လီတာ V8 engine တွေကိုအသုံးပြုထားတာပါရှင်သူ့ရဲ့ engine စွမ်းဆောင်ရည်ကမြင်းကောင်ရည်845ရှိပြီးရုံးအားက940အထိရှိပါတယ်6 speed manual gear ကနေတစ်ဆင့်နောက်ဘိန်းနေစီကို power ပို့လွတ်ပေးတဲ့စနစ်ကိုသုံးထားပါတယ်နမူနာကားထုတ်လုပ်တဲ့အချိန်ကကမ္ပဏီရဲ့ထုတ်ပြန်ချက်အရဆိုရင်0 to 62 mph တနာရီ62မိုင်အမြန်နှုန်းကို3.1 စက္ကန့်အတွင်းရောက်ရှိနိုင်ပြီးအမြင့်ဆုံးအမြန်နှုန်းကတော့တနာရီကို230မိုင်ထိတောင်ရရှိပါတယ်တဲ့မကြသေးခင်ကမှဒီ Epic GT1 ကားကြီးကိုကိုဂျက်ဆန်ဆိုတဲ့သူကဓာတ်ပုံရိုက်ပြီးသူ့ရဲ့ Instagram အကောင့်မှာတင်လိုက်ရာကနေလူတွေပြန်ပြီးစိတ်ဝင်စားလာကြတာပါဒီကားမျိုးအစင်း200လောက်ထုတ်လုပ်ဖို့မူလကရည်ရွယ်ခဲ့တာပါဒါပေမဲ့2012ခုနှစ်မှာအစင်း20ကနေ30ကြားပဲထုတ်မယ်လို့ကြီးမှန်းချက်ပြောင်းခဲ့တယ်အဲ့ဒီကနေမှနောက်ဆုံးကျတော့ဈေးကွက်ရှင်ပြိုင်မှုတွေအရန်ပြင်းထန်လာတာရဲ့ကုန်ကျစရိတ်တွေအရန်ကြီးမားလွန်းလာရဲ့ကြောင့်ဒီကမ္ဘာ Epic GT1 နမူနာတစ်စင်းကိုပဲထုတ်လုပ်နိုင်ခဲ့ပါတယ်ဒါကြောင့်မို့လို့ဒီကားကြီးဟာကမ္ဘာပေါ်မှာဒုတိယမြောက်နောက်တစ်စီးထပ်မရှိနိုင်တော့တဲ့တစ်စီးတည်းသောရှားပါးပြိုင်ကားကြီးဖြစ်လာခဲ့ရပါရှင်သူ့ရဲ့တန်ကြီးကတော့လက်ရှိမှာခံမှန်းချေ American Dollar 1.5 သန်းဝန်းကျင်လောက်ရှိပါတယ်တဲ့ကဲပရိသတ်ကြီးကမ္ဘာပေါ်မှာတစ်စီးတည်းသာရှိတဲ့ကိုရီးယားပြိုင်ကားကြီးအကြောင်းကိုနားထောင်ပြီးတော့ဘယ်လိုခံစားရလဲရှင်မြင်တွေ့ခွင့်ရတဲ့ကိုရီးယားပြည်သူတွေကတော့တကယ်ကိုကံကောင်းတာပဲနော်ပရိသတ်ကြီးရောဒီကားရဲ့ဒီဇိုင်းလေးကိုသဘောကျရဲ့လားဆိုတာ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်ဟုတ်ကဲ့ပါစူးစီးထားတဲ့နောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေလည်းရှိပါသေးတယ်ရှင်ဒီနေ့မှာတော့ညီမတို့အားလုံးဒီငယ်တွေကဝက်ဝက်ကွဲအားပေးခဲ့ကြတဲ့ Twin Light ဇလန်းတွဲတွေက Bella Swan အဖြစ်တရုပ်ဆောင်ခဲ့တဲ့ကဘာကျော်မင်းသမီးချောလေး Kristen Stewart နဲ့ပတ်သက်တဲ့တကယ်ကိုထူးထူးခြားခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းလေးတွေနဲ့သူပိုင်ဆိုင်ထားတဲ့ကားမိုက်စားကြီးတွေအကြောင်းကိုပြောပြပေးချင်ပါတယ်ရှင်ပရိသတ်ကြီး Kristen Stewart ရဲ့ Bella Swan ဆိုတဲ့ဇာတ်ကောင်ကတော့ရုပ်ရှင်ပရိသတ်တွေရဲ့ရင်ထဲမှာဒီနေ့ထိထာဝရရှင်တန်ဆွဲညစ်ကြံရည်နေတော့မှာပဲသူဟာ2000ပြည့်လွန်နှောင်းပိုင်းကာလတွေနဲ့2010ပြည့်လွန်အစောပိုင်းကာလတွေတုန်းကဒီ Twin Light ဇလန်းတွဲတွေနဲ့တင်ကမ္ဘာတဝန်းမှာဝင်ငွေကန်ဒေါ်လာ3.3 ဘီလီယံအထိရရှိခဲ့ပြီးဝက်ဝက်ကွဲအောင်မြင်ခဲ့တာပါဒါအပြင် Adventureland They Ran Away, Snow White and the Headman, Stay Elite တို့အပါအဝင်တခြားရုပ်ရှင်ဇာတ်ကားအများကြီးမှာလည်းပါဝင်သရုပ်ဆောင်ခဲ့တဲ့ American ရုပ်ရှင်မင်းသမီးရုပ်ရှင်ထုတ်လုပ်သူတဦးဖြစ်ပါတယ်ရှင်။ Kristen Stewart ရဲ့ဘဝမှာတကယ်ကိုထူးခြားတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပူပါတယ်။အဲ့ဒါကတော့ Saudi Arabia တော်ဝင်မင်းသားတစ်ပါးဟာ2013ခုနှစ်တုန်းက Kristen နဲ့15မိနစ်လောက်စကားပြောရုံတက်အတွက်တင်ဒေါ်လာတန်းဝက်9 သိန်းနီးပါးလောက်ပေးခဲ့တာပါ10မိနစ်ကိုတွက်ကြည့်မယ်ဆိုရင်
ဒေါ်လာ3000ကျော်လောက်ထိတန်ကြေးရှိတာပေါ့ရှင်ဒါကဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့2012ခုနှစ်အောက်တိုဘာလတုန်းကအမေရိကန်မှာလူပေါင်း233သေဆုံးသွားခဲ့ပြီးဒေါ်လာ80ဘီလီယံဘိုးလောက်ထိပျက်စီးဆုံးရှုံးသွားခဲ့တဲ့ဖျက်အားပြင်းစူပါဟီရီကိန်းမုန်တိုင်းကြီးဆန်ဒီတိုက်ခတ်ခဲ့လို့ပါအဲ့ဒီမှာမုန်တိုင်းတန်တင်းတဲ့သူတွေကိုကူညီဖို့အတွက်ရန်ပုံငွေရှာတဲ့ပွဲမှာရုပ်ရှင်ထုတ်လို့သူဟာဗေးဝိန်းစတိန်ရဲ့ဆက်သွယ်ပေးမှုကြောင့်အခုလိုဆော်ရီမင်းသားနဲ့ခရစ်စတန်စတီဝတ်တို့တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီးရန်ပုံငွေအတွက်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်ရှင်အလူတန်းလေးလည်းရက်ရော်တဲ့အပြင်ခရစ်စတန်စတီဝတ်ဟာရုပ်ရှင်ရိုက်ကူတာထုတ်လို့တာတွေမကဘဲနဲ့မော်တော်ကားတွေကိုအလွန်ချစ်မြတ်နိုးတဲ့ကားဝဒနာအိုးတူအဖြစ်လူသိများပါတယ်အထူးသဖြင့်ဂျာမန်ကားတွေကိုအလွန်နှစ်သက်ပြီးတော့သူ့မှာပြိုင်ကားအချို့လည်းရှိသလိုသူ့ရဲ့ကားစုဆောင်မှုထဲမှာပွဲပြားခြားနာတဲ့ကားမျိုးစုံပါဝင်ပါတယ်ရှင်သူဘလို့ကားမျိုးတွေပိုင်ဆိုင်နေလဲဆိုတာညီမတို့ဆက်ကြည့်လိုက်ကြရအောင်နော်ပထမဆုံးကားကတော့ Toyota Tacoma ပဲဖြစ်ပါတယ်ခရစ်စတန်ဟာအလုပ်ကိစ္စတွေနဲ့ကိုရေးကိုတာကိစ္စတွေအတွက်ဒီ Toyota Tacoma ကားလေးကိုအသုံးပြုလေးရှိပါတယ်ဒီကားလေးကတော့သူ့ရဲ့နှိမ့်ချတတ်တဲ့ဇယိုက်နဲ့လက်တွေ့ကျတဲ့အကျင့်ဇယိုက်ကိုအကောင်းဆုံးဖော်ပြပေးခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ specification တွေကတော့မြင်းကောင်ရည်142ကောင်အားရှိပြီးရုံးအားကတော့160ပေါင် FT ရှိကအမြင့်ဆုံးအမြန်နှုန်းကတော့တနာရီကို113မိုင်ထိမောင်းနှင်နိုင်ပါတယ်ရှင်ဒုတိယကားကတော့ Mini Cooper S ပါဒီကားလေးကခရစ်စတန်အတွက်တည်ယူပို့ဆောင်ရေးတတ်တယ်မဟုတ်ဘဲနဲ့သူ့ရဲ့ဟန်ပန်နဲ့ဟောလိဝုဒ်ကအောင်မြင်မှုတွေကိုပါထင်ဟပ်ပြသနေခဲ့တာပါကားရဲ့ဈေးနှုန်းကတော့ကန်ဒေါ်လာ23,500ဝန်းကျင်ရှိပြီးမြင်းကောင်ရေ189ကောင်အားရုံးအား162ပေါင် FT နဲ့အမြင့်ဆုံးမြန်နှုန်းကတော့တနာရီကို165မိုင်အထိရရှိနိုင်ပါတယ်ရှင်တတိယကားကတော့ Ford 8ပါသူပိုင်ဆိုင်ထားတဲ့တခြားကားတစ်စင်းဖြစ်တဲ့ Ford 8ကတော့အလက်စားအရွယ်စားရှိတဲ့ crossover SUV အမျိုးအစားဖြစ်ပြီး Ford ကုမ္ပဏီက2006ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာပါအတွင်းခန်းကျယ်ဝန်းတာအဆင့်မြင့်နည်းပညာတွေနဲ့ပါဝင်တာနဲ့စွမ်းဆောင်ရည်အားပြေးဝတာတွေကြောင့်နာမည်ကြီးပါတယ်သူ့ရဲ့တန်ဖိုးကတော့ကန်ဒေါ်လာ38သိန်း100လောက်ရှိပြီးမြင်းကောင်ရေ245ကောင်အားရုံးအား285 lbft နဲ့အမြန်ဆုံးမြန်နှုန်းတနာရီကို130မိုင်နှုန်းထိမောင်းနှင်နိုင်ပါတယ်တဲ့ရှင်စတုထကားကတော့ BMW X3 ပဲဖြစ်ပါတယ်ခရစ်စတန်ဟာ luxury ကားတွေကိုလည်းအရန်ကြိုက်နှစ်သက်သူဖြစ်ပါတယ်သူ့ရဲ့ကားတွေထဲကမှလူအများစုသတိထားမိကြတာကတော့တာနာဘီစတိုင်ကြတဲ့ဒီ BMW X3 ကားကြီးပါပဲတောက်ပပြီးပြိုင်ကားပုံစံထုတ်လုပ်ထားတဲ့ BMW X3 ကတော့ luxury ဖြစ်မှုနဲ့လှုပ်ဆောင်ချက်အမြောက်အများပါဝင်မှုတွေကိုပေါင်းစပ်ထားတဲ့အတွက်ခြေလမ်းတွက်ပြီးအမြဲသွားလာလှုပ်ရှားနေရတဲ့ခရစ်စတန်အတွက်ကတော့တကယ့်ကိုပြည့်စုံတဲ့ကားတစ်စီးပါပဲရှင်ပြင်စမကားကတော့ Chevrolet Suburban မှာခရစ်စတန်ဟာ American Classic SUV ကားကြီးဖြစ်တဲ့ဒီ Chevrolet Suburban တစ်စီးကိုလည်းပိုင်ဆိုင်ထားပြီးသူ့ကိုဒီကားကြီးနဲ့ Los Angeles မြို့တစ်ခွင်မှာမောင်းနှင်နေတာကိုလည်းနှစ်ပေါင်းများစွာတွေ့ခဲ့ရပါတယ်ဒီကားကြီးကခရစ်စတန်ရဲ့အမိခိုကင်းမှုနဲ့တတိတခြားနေထိုင်တတ်မှုတွေရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါရဲ့ရှင်ကားတန်ဖိုးကတော့ကန်ဒေါ်လာ69,430လောက်ရှိပြီးတော့မြင်းကောင်ရေ355ကောင်အားရုံးအား383နဲ့အမြင့်ဆုံးအမြန်နှုန်းတနာရီကို154မိုင်အထိရှိပါတယ်ရှင်နောက်ဆုံးပြောပြချင်တာကတော့သူ့ရဲ့ Porsche ကား2စီးအကြောင်းပဲဖြစ်ပါတယ်သူ့မှာ Porsche ကား2စီးရှိပြီးတော့911 Turbo S နဲ့ Cayenne တို့ဖြစ်ပါတယ်Porsche Cayenne ကတော့ဆက်အားကောင်းတဲ့ luxury SUV တစ်စင်းဖြစ်ပြီးတော့ခရစ်စတန်ရဲ့ရဲရင်မီစွန့်စားတတ်တဲ့စိတ်ဓာတ်နဲ့တကယ့်ကိုလိုက်ဖက်လွန်လာပါတယ်။သူ့ရဲ့တန်ဖိုးကတော့ကန်ဒေါ်လာ69,500ရှိပြီးတော့မြင်းကောင်ရေ335ကောင်အားရုံးအား332နဲ့အမြင့်ဆုံးအမြန်နှုန်းတနာရီကို152မိုင်အထိရနိုင်ပါတယ်တဲ့ရှင်။နောက်ဆုံးသူ့ရဲ့အချစ်တော်နေ့စဉ်သုံးနေတဲ့ကားကတော့ Porsche 911 Turbo S ပဲဖြစ်ပါတယ်ရှင်။တာနာတောက်ပြောင်ပြီးဆက်အားအရန်ကောင်းတဲ့ဒီကားကြီးကတော့
ထိုးကြတဲ့ဒီဇိုင်းနဲ့အဆင့်မြင့်နည်းပညာတွေကြောင့်နာမည်ကြီးလာပြီးခရစ်စတန်ရဲ့တမူထိုးကြပြီးစွမ်းအားပြည့်တဲ့ဟန်ဘတ်နဲ့တူဟောလိဝုဒ်ရဲ့ထိပ်သီးမင်းသမီးကြီးဖြစ်ခြင်းတွေကိုပါအပြည့်အဝထင်ဟပ်ပြသနေတာပဲဖြစ်ပါတယ်။သူ့ရဲ့ဈေးနှုန်းကတော့ကန်ဒေါ်လာ2,3500တောင်ရှိပြီးတော့မြင်းကောင်ရေ640အထိရှိကရုံးအား990နဲ့အမြင့်ဆုံးအမြန်နှုန်းကတစ်နာရီကိုမိုင်198မိုင်အထိမောင်းနှင်နိုင်တဲ့တကယ့်အမိုက်စားပြိုင်ကားကြီးပါပဲ။ကဲပရိသတ်ကြီးရေဆော်ရီမင်းသားနဲ့15မိနစ်စကားပြောရုံနဲ့ရန်ပုံငွေဒေါ်လာတန်းဝက်ထိရှာဖွေပေးနိုင်တဲ့အပြင်အမိုက်စားကားမျိုးစုံကိုပါပိုင်ဆိုင်ထားတဲ့ခရစ်စတန်စတီဝက်ရဲ့အကြောင်းကိုနားထောင်ပြီးတော့ဘယ်လိုခံစားရလဲရှင်။သူ့ရဲ့ကားတွေထဲကမှပရိသတ်ကြီးကရောဘယ်ကားလေးကိုအကြိုက်ဆုံးဖြစ်လဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်။ဟုတ်ကဲ့ပါ။စူးစီးထားတဲ့နောက်ထပ်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေလည်းရှိပါသေးတယ်ရှင်။ဒီနေ့မှာတော့ကဘာကျော်တေးဂီတာကျဲပွင့်ဂျော်လင်နော်သူအသက်မခံရခင်ဘလို့ကားမျိုးတွေကိုစီးရရလဲဆိုတာတင်ဆက်ပေးသွားပါမယ်ရှင်။ကဲဒီတော့အချိန်နောက်ပြန်လှည့်ပြီး1980ပြည့်နှစ်ဒီဇင်ဘာလ10ရက်နေ့ကိုတွားကြည့်ကြရအောင်နော်။အချိန်ကတော့ညနေ9:00နာရီဝန်းကျင်နယူးယောက်ရဲ့အေးစိမ့်စိမ့်ညခင်လေးပေါ့။မန်ဟန်တန်ကဒဲဒါကာတာဆိုတဲ့တိုက်ခန်းကြီးရှိမှာလူတစုစုနေကြတယ်။အဲ့ဒီအထဲမှာဘီဒယ်အဖွဲ့ရဲ့အဆိုတော်ဂျွန်လင်တော်လည်းရှိနေတာပေါ့။အဲ့ဒီအချိန်မှာထူးထူးခြားခြားတူပရိသတ်တစ်ယောက်ဖြစ်တဲ့Mark David Chapman ကသူ့ကို album တစ်ခုမှလက်မှတ်ထိုးပေးဖို့တောင်းဆိုခဲ့တဲ့ဒီနေရာမှာခဏလေးပြောပြချင်တာကအဲ့ဒီ album အကြောင်းပါ Double Fantasy တဲ့ဂျွန်လင်နိုရဲ့ဇနီးယိုကိုအိုနိုနဲ့အတူတူဆိုထားတာလေတချင်း14ပုတ်တောင်ပါတယ်ဒီ album ကနောက်ပိုင်းမှာ Grammy ဆုတောင်ရခဲ့တဲ့အထိအောင်မြင်ခဲ့တာနော်ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာကဒါဟာဂျွန်လင်နိုရဲ့နောက်ဆုံးလက်ရာဖြစ်သွားခဲ့တာပါပဲလက်မှတ်ထိုးပေးပြီးတော့ဂျွန်လင်နိုတို့ဇနီးမောင်နှံဟာ Record Plant Studio ကိုအတန်သွင်းမှုထွက်သွားခဲ့ကြတယ်။အလုပ်တွေပြီးလို့ည10:50လောက်မှာသူတို့ရဲ့လီမောင်စင်ကားကြီးနဲ့အိမ်ပြန်ရောက်လာခဲ့တာပေါ့။ကားပေါ်ကဆင်းပြီးအိမ်ထဲကိုအဝင်ဟိုညနေလောက်ကလက်မှတ်ထိုးခိုင်းခဲ့တဲ့ချမ်မန်ကအမှောင်ထဲကနေထွက်လာပြီးဂျွန်လင်တို့ကိုတနက်နဲ့အနီးကပစ်ခတ်ခဲ့ပါတယ်။ရဲကားနဲ့ဆေးရုံကိုအမြန်ပို့ခဲ့ပေမဲ့ည7:15မိနစ်မှာတော့ကဘာကြီးရချစ်ရတဲ့ဂီတပညာရှင်တယောက်ကိုဆုံးရှုံးလိုက်ရပါပြီ။တချို့ပရိသတ်တွေကဂျွန်လင်တော်ရဲ့သချင်းတွေကိုပဲသိကြတာများပါတယ်။ဒါပေမဲ့သူ့မှာလည်းထူးခြားတဲ့ဝါသနာတစ်ခုရှိပါသေးတယ်။အဲ့ဒါကတော့ကားတွေပါပဲ။သူ့ရဲ့ကားကြိုက်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ပဲ။သူစီးခဲ့တဲ့ကားတစ်စီးချင်းစီမှာလည်းသူ့ရဲ့ကိုယ်ပိုင်ဟန်တွေပါနေတတ်ပါတယ်။ကဲအခုဂျွန်လင်တော်ပိုင်ခဲ့တဲ့ကားတွေထဲကမှစိတ်လှုပ်ရှားဖို့အကောင်းဆုံးနဲ့အထူးခြားဆုံးကား3စီးအကြောင်းကိုပြောပြပေးမယ်နော်။ပထမဆုံးတစ်စီးကတော့1989 Mercedes-Benz 300TD Wagon ပါ။ဒီကားလေးကဂျွန်လင်တို့အတွက်တော်တော်လေးအမှတ်တရဖြစ်စရာပါ။ဘာလို့လဲဆိုတော့သူမကွယ်လွန်ခင်အထိနေ့စဉ်သုံးခဲ့တဲ့ကားမို့လို့ပါပဲ။တကယ်တော့ဂျွန်လင်တို့လိုကျယ်ပွင့်တယောက်ကပြိုင်ကားအလန်းကြီးတွေပဲစီးမယ်လို့ထင်စရာရှိပေမဲ့သူကဒီဝန်ကွန်ကားလေးကိုမှဆွဲမြဲမြဲစီးခဲ့ရပါဒီကားကိုနောက်ပိုင်းမှာလေလံတင်ခဲ့ပါသေးတယ်2018ခုနှစ်တုန်းကဆိုရင် American Dollar 31,900နဲ့ရောင်းထွက်ခဲ့သွားပါတယ်ဂျွန်လင်တို့ရဲ့နောက်ဆုံးထွက်တဲ့အထိအနီးကပ်ဆုံးရှိနေတဲ့ကားပေါ့ဒုတိယတစ်စီးကတော့တကယ့် classic အစ်စ်ကြီးဖြစ်တဲ့1956 Bentley S1 မှာဒီကားကိုကြည့်လိုက်တာနဲ့ဟိုးခေတ်ကအမှုပညာရှင်တွေရဲ့ခမ်းနားတဲ့ပုံစံကြီးကိုမြင်နိုင်ပါတယ်။ထူးခြားတာကဒီကားကိုဂျွန်လင်တော်တယောက်တည်းပိုင်တာမဟုတ်ဘူးလို့တော့ပြောလို့ရပါတယ်။ဘာလို့လဲဆိုတော့ကျန်တဲ့ဘီဒယ်အဖွဲ့သားတွေအကုန်လုံးကလည်းဒီဘန်တလီကားတစ်မျိုးကိုပဲတယောက်တစ်စီးစီပိုင်ဆိုင်ခဲ့ကြလို့ပါပဲ။အဖွဲ့သားချင်းတိုင်မင်မီဝယ်ထားကြသလားလို့တော့အောက်မေ့ရပါတယ်နော်။နောက်ဆုံးတစ်ခုကတော့ကားမဟုတ်ပဲနဲ့ဆိုင်ကယ်လေးတစ်စီးဖြစ်ပါတယ်။1969ခုနှစ်ထုတ် Honda Monkey မော်တော်ဆိုင်ကယ်လေးပဲဖြစ်ပါတယ်။တကယ်တော့ဂျွန်လင်တို့ကဆိုင်ကယ်ယူသွတ်သူမဟုတ်ပါဘူး။ဒါပေမဲ့သူ့မှာ82ဧကလောက်ကျတဲ့ခြံကြီးရှိတယ်လေ။အဲဒီခြံထဲမှာဟိုဘက်ဒီဘက်သွားလာဖို့အတွက်ဆိုပြီးတော့ဒီ Honda Monkey လေးကိုသုံးခဲ့တာပါ။ဆိုင်ကယ်လေးကသေးသေးလေးနဲ့ချစ်စရာကောင်းသလိုဂျွန်လင်တော်စီးနေတာကိုမြင်အောင်ကြည့်ရင်လည်းတော်တော်သဘောကျဖို့ကောင်းပါတယ်။ဒီဆိုင်ငယ်လေးဟာမူလအတိုင်းနီးပါးရှိနေသေးလို့2018ခုနှစ်လေလံပွဲမှာပေါင်96,250ဒေါ်လာနဲ့ဆို93,000ဝန်းကျင်အထိဈေးရခဲ့ပါသေးတယ်။ကားထက်တောင်ဈေးကြီးနေသေးတယ်နော်။ဒီ
ဒီတော့ဂျွန်လင်နွန်ဆိုတာဂီတမှာတင်သမိုင်းတွင်ခဲ့တာမဟုတ်ဘဲနဲ့သူရွေးချယ်ခဲ့တဲ့ပစ္စည်းလေးတွေကစအခုထိလူတွေကြားထဲမှာစိတ်ဝင်စားစရာဖြစ်နေတော့မှာပဲအခုတင်ဆက်ပေးခဲ့တာကတော့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပြီးတင်ရှိပါတယ်နောက်လည်းဒီလိုမျိုးစိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကို like and subscribe လေးလုပ်ပြီးတော့အားပေးခဲ့ကြပါဦးနော်